အားလုံးပဲမင်္ဂလာပါဇစ်ပါစီရီရဲ့ဒုတိယမြောက်အနေနဲ့ခြေကဘာမီစစ်တန်နီးလေးကိုသင်ပေးထားပါတယ်ခြေတို့ဒီနီးလေးကိုကျေးစစ်မှလည်းသုံးလို့ရတယ်ရိုးရိုးစစ်မှလည်းသုံးလို့ရပါတယ်နော်ဒီမှာတော့ခြေကဘာမီလေးချုပ်ပြပေးထားတယ်စက္ကန့်မှလည်းချုပ်လို့ရတယ်လို့ဘာမီမှလည်းချုပ်လို့ရပါတယ်ဒီလိုမျိုးကျေးစစ်တွေတက်တော့မယ်ဆိုရင်တော့ခြေကိုသူ့ရဲ့ဒီမူရင်းချုပ်စာအလဲလိုင်းကနေအပြင်ကို 2.5 cm ထုတ်ပေးရပါမယ်ပြီးသားလို့ရှိရင်တော့ချုပ်စာ 1 cm တက်တက်ထည့်ပေးရမှာပေါ့နော်အဲ့တော့သူ့ရဲ့အရှည်ကကြတော့ခြေကိုကိုတက်မဲ့ဆေးရဲ့အရှည်ပေါ့နော်ကိုတက်မဲ့ဆေးရဲ့အရှည်ကိုသွားမယ်ဒီကနေဒီထိပေါ့ခြေ4000ကွက်လေးဆွဲထားပေးတာကဈေးအရှည်လေးပေါ့နော်ဒီမှာတော့ခြေက 1kk စစ်လေးကိုသုံးထားပေးရပေါ့နော်ရိုးရိုးစစ်လေးဒါလေးလည်းအသုံးများပါတယ်အခုပုံမှန်ပြထားတဲ့လိုမျိုးလေးဈေးလေးကိုအခုဈေးကောင်းထိတ်နဲ့သူ့ရဲ့ဈေးအောက်ထိတ်လေးကိုအခုချဲဒီမှာမာကင်မှတ်ထားတဲ့လိုမျိုးလေးမှတ်မှာပေါ့နော်4000ကွက်လေးမှတ်လိုက်တယ်အခုမြင်တယ်နော်4000ကွက်လေးဟုတ်ပြီဈေးမှာလည်းချဲကိုမှတ်လိုက်တယ်နော်ဈေးပေါ့အဲ့မှာစတီးလေးရှိရလေဈေးရဲ့အောက်လေးနော်အဲ့မှာလည်းအောက်ကိုဆင်းပြီးတော့ချဲမှတ်လိုက်တယ်ပြီးသားလို့ရှိရင်ဈေးရဲ့အပေါ်ထိပ်မှာလည်းနော်အဲ့စတီးလေးရှိတယ်အဲ့ရဲ့အပေါ်လေးမှာမှတ်လိုက်မယ်ဗီဒီယိုမှာပြထားတယ်ရမယ်နော်โอเคဟုတ်ပြီအဲ့လိုလေးတေချာလေးမှတ်ပေးပါနော်ခြေကိုဒီလိုလေးမှတ်ပေးသွားပြီဆိုရင်တော့နော်ဘယ်လိုလေးလုပ်မလဲဆိုရင်ခြေရဲ့ဘယ်လက်ကိုတင်မယ်ပြင်ညာလက်ကိုတင်မယ်တွေ့ရနော်โอเคဟုတ်ပြီအဲ့ဒါပြီးသွားတဲ့အချိန်ကျရင်ခြေကိုဘာလုပ်ပေးမလဲဆိုတော့ခြေရဲ့ဒီဘက်ညာဘက်ချမ်းလေးနော်ညာဘက်ချမ်းလေးမှာအဲ့မှာခြေလို့ဈေးရဲ့အစုံမာကင်လေးမှတ်ထားတာရှိတယ်နော်အဲ့ပေါ်မှာအခုဒီမှာပေါ့နော်ပြထားတယ်လို့လေးဝိုင်းဝိုင်းလေးယူလိုက်မယ်ချူပြီးသားလို့ရှိရင်အဲ့ဒါလေးကိုစက္ခုလိုင်းနဲ့လေးကတ်ချလိုက်မယ်နော်အဲ့အခုချဲပြထားတဲ့လိုလေးကတ်ချမယ်နော်စက္ခုလိုင်းနဲ့လေးကတ်ချမယ်ပြီးသားလို့ရှိရင်အချဲကိုမီးဘူးလေးတိုက်လိုက်မယ်နော်ဟုတ်ပြီအဲ့ဒါပြီးသွားတဲ့အချိန်ကြာရကြတော့ချဲကိုဘာလုပ်ပေးမလဲဆိုတော့သူ့ရဲ့ဒီဖက်ချမ်းလေးနော်ဒီဖက်ချမ်းအခုချဲထောက်ပြတဲ့နေရာကနေအပြင်ကိုချုပ်စာ1.2 ဒါမှမဟုတ် 1.5 cm အပြင်ကိုထုတ်ပေးပါအခုချဲပြထားတဲ့လိုမျိုးလေးပေါ့နော်အဲ့လိုလေးထုတ်ပြီးသွားရင်တော့ခြေကိုအလိုက်တင်ပြပြလေးကကြီးလေးနဲ့ညှက်ချလိုက်ပါမယ်နော်ညှက်ပြီးသားလို့ရှိရင်အဲ့ဒီနေရာလေးကိုခြေကိုဘာလုပ်ပေးမလဲဆိုတော့အဲ့ဒီခြေကိုဈေးအရှိမှတ်ထားတဲ့မာကင်လေးထပ်ပို့ပြီးတော့စက္ခုလိုင်းနဲ့လေးတုံးပြီးတော့ကတ်ပေးပါစက္ခုလိုင်းနဲ့တုံးချင်လဲရတယ်ဒါမှမဟုတ်အခုဒီလိုမျိုးအစင်သင့်တစ်ခါတည်းညှက်ပြီးရောင်းတဲ့ဟာရှိရပေါ့နော်အဲ့ဒါလေးဝယ်တုံးချင်လဲဝယ်တုံးလို့ရပါတယ်ဟုတ်ပြီအဲ့ဒါလေးကိုလည်းခြေတို့ကတ်ချလိုက်မယ်နော်ပြီးသားလို့ရှိရင်ခြေအခုပြတဲ့နေရာနားလေးကိုဓာတ်ဆက်လေးလိုက်မယ်နော်ဓာတ်ဆက်လေးတေချလိုက်မယ်ပြီးအောက်ကိုလည်းဓာတ်ဆက်လေးလိုက်မယ်ပြီးသားလို့ရှိရင်ဒီဘက်ချမ်းလေးမှာလည်းဓာတ်ဆက်လေးလိုက်မယ်ပြီးသားလို့ရှိရင်အောက်ကိုလည်းဓာတ်ဆက်လေးအလိုက်တင်လေးအောက်ကိုချလိုက်မယ်ပေါ့နော်အဲ့ဒါပြီးသွားတဲ့အချိန်ကျရင်ခြေကို၄လက်မနော်၄လက်မနဲ့အရှည်အားကြတော့ဈေးအရှည်ပေါ့နော်အဲ့ဒီတိုင်းရှိတဲ့ပိတ်စလေးတစ်စားကိုညှက်မယ်ပြီးသားလို့ရှိရင်စက္ခုလိုင်းနဲ့လေးကတ်မယ်ပြီးသားလို့ရှိရင်ခြေပြတယ်လို့လေးမီးဘူးလေးတိုက်ချလိုက်မယ်โอเคပြီးသားလို့ရှိရင်ခြေကိုဘာလုပ်ပေးမလဲဆိုတော့เนาะအခုခြေပြထားတဲ့လို့လေအပေါ်ထိပ်ကနေအောက်ကို 1 cm လေးဝင်ပြီးတော့စောင်းစောင်းလေးဆွဲချလိုက်မယ်1 cm လေးဝင်လိုက်တယ်ဝင်ပြီးသားလို့ရှိရင်အပေါ်ထိပ်ကနေအဲ့လိုအခုခြေပြတဲ့လို့စောင်းစောင်းလေးဆွဲချလိုက်မယ်เนาะโอเคဆွဲပြီးသားလို့ရှိရင်အခုဒီမှာအဲ့ဒါလေးကိုကကြီးလေးနဲ့ညှက်ထုံမယ်အပေါ်ကို1 cm လေးတက်လိုက်ပါတက်ပြီးသားလို့ရှိရင်အခုခြေပြထားတဲ့လို့လေစောင်းစောင်းလေးထပ်ပြီးတော့ဆွဲမယ်ပြီးသားလို့ရှိရင်အဲ့ဒါလေးအခုပြထားတယ်လို့ညှက်ထုတ်မယ်ပြီးသားရင်ဒီဖက်ချမ်းလေးကိုပါတခါတည်းညှက်ထုတ်လိုက်မယ်နော်โอเคညှက်ထုတ်ပြီးသားလို့ရှိရင်ခြေကိုအောင်သားလေးကိုအခုဒီမှာပြထားတဲ့လိုမျိုးလေးဘီတပြားလေးချုပ်ပေးပါဒီလိုလေးလှန်လိုက်မယ်လှန်ပြီးသားလို့ရှိရင်ဘီတပြားလေးချုပ်မယ်နော်โอเคဟုတ်ပြီအဲ့ဒီအဆင့်ထိလေးအရင်လှုပ်လိုက်ကြမယ်နော်
ဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကြာရင်ချက်ကိုဘာလုပ်ပေးမလဲဆိုတော့ချက်ကိုဒီမှာဟိုပေါ့ဓာတ်ဆက်တွေလည်းလိုက်ပြီးသွားပြီပေါ့နော်ဓာတ်ဆက်တွေလည်းလိုက်ပြီးသွားပြီဆိုတော့အခုပထမဆုံးချက်ကိုမြင်းလေးတွေမမြင်တာလေးတွေကိုချက်ထင်အောင်လေးလိုက်ဆွဲလိုက်တယ်နော်ဟိုဒီမှာကျတော့ချက်တင်ပေးနေရဆိုတော့တမျိုးပို့ပြီးကွက်ကွက်ခွင်ခွင်မြင်ရအောင်လို့ပေါ့နော်အဲ့ဒါလေးနဲ့ချက်လို့မြင်းလေးဆွဲလိုက်တယ်ဆွဲပြီးတော့ရင်သူ့ရဲ့အိတ်ဖက်ချမ်းမှာအခုဆွဲထားတဲ့မြင်းနဲ့တညီတဲ့ line နဲ့ဟို sorry မီးဘူးလေးတိုက်ချမယ်ပေါ့နော်ဘယ်ထိတိုက်မလဲဆိုလို့ရှိရင်အခုချက်ပြထားတဲ့အနေထားပေါ့ဈေးအရှိထက်နည်းနည်းလေးကြော်ပြီးမီးဘူးလေးတိုက်ချမယ်ပြီးသားလို့ရှိရင်လည်းဒီဘက်ချမ်းလေးကိုလည်းမီးဘူးတိုက်မယ်ဒီဘက်ချမ်းမှာချက်လို့ခုနက 1.5 cm ထုတ်ထားတယ်နော် okay ဟုတ်ပြီ 1.5 ထုတ်ထားတယ်ဆိုရင်ကိုကဇစ်တပြားလေးပဲနော်ဒါမှမဟုတ် 1 cm 1.5 ထုတ်ထားတယ်ဆို1 cm ခောက်ပေါ့နော် 1.2 လောက်ဆိုရင်ကြာအခုချက်ပြတယ်လို့လေဇစ်တပြားစလေးထက်နည်းနည်းလေးပဲပို့ပြီးတော့အလိုက်တင်လေးခောက်ပေးပါဘယ်ထိခောက်ရမလဲဆိုရင်ဈေးအရှိအကျော် market အမှတ်ထိလေးခောက်ပေးပေါ့နော်အိမ်မှာချက်လို့ဟိုဈေးအရှိအကျော် market အမှတ်လေးရှိရနော်အဲ့ထက်လေးခောက်ပေးလိုက်ရင်ရပါပြီဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကျရင်ချက်ကိုဘာလုပ်ပေးမလဲဆိုတော့အခုခောက်ထားတဲ့သူ့အရာလေးရှိမယ်ပြီးသွားရင်အဲ့ဒီဟာနဲ့ကိုအလှချင်းထပ်လိုက်ပါအလှချင်းထပ်ပြီးသားလို့ရှိရင်အခုချက်ပြတယ်လို့ပဲအိမ်နေရခွားနေရပေါ့နော်အဲ့ရနေချုပ်ပြီးတော့ဘယ်ထိချုပ်မလဲဆိုရင်ဈေးအရှိနော်ဈေးအရှိရဲ့တန်ထိတ်လေးချက်ကိုမာကင်လေးမှတ်ထားရှိတယ်အိမ်နေရနားထိကိုချုပ်ပေးပါမယ်ရမယ်နော်အဲ့တော့အောက်ကနေချီတုပ်ပြီးတောက်လျှောက်ချုပ်လာမယ်ဘယ်ထိချုပ်သွားမလဲဆိုတော့အဲ့ဒီသူ့ရဲ့ဒီနေရာထိချုပ်သွားမယ်ဟုတ်ပြီနော်အခုအဲ့ဒီထိလေးချုပ်ပြီးသွားလို့ရှိရင်ချက်ကိုဘာလုပ်ပေးမလဲဆိုတော့မီးဘူးလေးချုပ်ရိုးလေးကိုမီးဘူးလေးဖိတိုင်းလိုက်ပါโอเคဖိတိုက်ပြီးသားလို့ရှိရင်ချက်ကိုဘာလုပ်ပေးမလဲဆိုတော့အခုဒီမှာပြထားတဲ့အတိုင်းလေးပဲလှန်လိုက်မယ်လှန်ပြီးသားလို့ရှိရင်ခုနကမီးဘူးတိုက်ပြီးသားအရာလေးရှိရနော်အဲ့မီးဘူးတိုက်ပြီးသားအရာလေးကိုဟိုပေါ့တေချာလေးဖြစ်အောင်မီးဘူးလေးတေချာထပ်တိုက်လိုက်ပေါ့နော်လိုအပ်လို့ရှိရင်ကျိုးအောင်လို့နော်မီးဘူးတိုက်ရလေးချက်ကိုအဓိကလုပ်ချင်တာအောင်နော်ချဲတို့အခုဒီမှာပိုခောက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ချဲတို့အခုဒီမှာဇစ်မတ်တက်ခင်ခဲတဲ့အုပ်ချလိုက်တာနဲ့တခါတည်းချုပ်ရိုးလိုင်းလေးကိုအုပ်ပြီးသားဖြစ်နေရမယ်နော်အဲ့ဒါလေးမှမှန်လားနော်โอเคဟုတ်ပြီအခုချက်ပြောအမြင်နဲ့နော်ဒီမှာထပ်ပြီးတော့အုပ်ပြီးသားလေးဖြစ်နေလိမ့်မယ်မီးဘူးလေးတေချာကျိုးနေအောင်တိုက်ပါအခုပြထားတယ်လို့လေချက်ကိုတေချာလေးတင်ပေးမယ်နော်ဟုတ်ဟိုလေးမီးဘူးတိုက်ထားတဲ့ line လေးနဲ့အဲ့လိုလေးတေချာလေးတင်ပေးပါတေချာလေးတင်ပေးစက်နိုင်တဲ့သူကတော့တခါလေးချုပ်သွားလို့ရတယ်မနိုင်ကြတော့ပလဲလေးလုံးမယ်ဒီကောင်လေးချုပ်ဖို့အတွက်ကတော့ချက်ကိုတချမ်းပြီးလေးတောင်းပါမယ်နော်ဟုတ်ပြီအခုပြထားတဲ့အတိုင်းလေးချက်ချုပ်မယ်နော်ဟုတ်ပြီအဲ့ဒါလေးပြီးသွားရင်အခုချက်ပြတယ်လို့လေအလိုက်တင်လေးအုပ်ချလိုက်မယ်နော်အုပ်ချလိုက်ပြီးသွားလို့ရှိရင်ချက်ကိုဘာလုပ်ပေးမလဲဆိုတော့အခုဒီမှာနော်တေချာလေးအုပ်လိုက်ပြီးသားလို့ရှိရင်ပိတ်လေးကိုလှန်လိုက်ပါလှန်ပြီးသားလို့ရှိရင်အခုသူ့ရဲ့ဒီချဲကင်တယ်လို့ပဲကင်လိုက်မယ်ကင်ပြီးသွားရင်အဲ့ဒါလေးကိုချက်ကိုမှောက်ချလိုက်မယ်နော်အဲ့လိုပုံစံလေးယူလိုက်မယ်နော်โอเคပြီးသားရင်အိမ်မှာဘီတပြားလေးနဲ့အဲ့ဒါလေးကိုထိန်းလိုက်တဲ့သဘောမျိုးလေးတစ်ချောင်းနင်းပေးပါအဲ့ဒါလေးနင်းပြီးသားလို့ရှိရင်เนาะချက်ကိုအခုဒီမှာချက်တော့ဂတ်ထုလေးတုံးတယ်ပေါ့เนาะအပြား size ကတလက်မ 2.5 cm ပေါ့เนาะအောက်ကတော့ကိုလိုချင်တဲ့အဝိုင်းရှိတ်လေးလှိမ့်ထားလို့ရတယ်เนาะအဝိုင်းလေးအလိုက်တင်လေးလှိမ့်ပြီးသားလို့ရှိရင်ဘယ်ကနေစပြီးတော့တက်မလဲဆိုရင်အောက်မှာချက်လို့ဈေးအတွက်တန်ရိုးလေးရှိရလေအစုံလေးနားမှာလေเนาะအဲ့ဒီထက်အောက်လေးနည်းနည်းလေးချပြီးတော့အလိုက်တင်လေးအခုချက်ပြတယ်လို့လေးချုပ်သွားပေးပါโอเคပြီးတော့ခုနကချက်လို့ဒါလေးကိုကြိုလုပ်ထားရလေးရှိရပေါ့နော်အဲ့ဒါလေးကိုချက်အခုပြတက်လို့လေဒီလိုလေးအုပ်ချလိုက်မယ်အုပ်ချပြီးသားလို့ရှိရင်တော့ချက်ကိုအခုဒီလိုပုံစံလေးမှောက်ချလိုက်ပါမှောက်ချပြီးသားလို့ရှိရင်အခုချက်ပြတဲ့နေရာနားလေးကိုတချမ်းပီလေးနဲ့မီးတလောက်လေးလာပြီးတော့ချုပ်သွားပါမယ်အဲ့ဆိုချက်လို့ဈေးတက်တာလေးပြီးသွားပြီပေါ့လှတယ်နော်โอเคဟုတ်ပြီဒါတော့ ready made တော်တော်များများမှာဒီနည်းလေးကိုအသုံးများကြပါတယ်โอเคဟုတ်ပြီပြီးတော့ရင်နောက်ဈေးရဲ့အဆုံးသက်အနေနဲ့ချက်ကိုအခုချက်ပြထားတဲ့နေရာနားလေးမှာတက်ကင်လေးတစ်ချက်လေးတုပ်ပေးပါအဲ့ဆိုချက်လို့ဈေးတက်တာအကုန်ပြီးသွားပြီနော်
စက္ကန့်မှလည်းဈေးတက်တာဒီနည်းအတိုင်းပဲတက်လို့ရတယ်နော်ဘောင်းမီမှာလည်းဒီနည်းအတိုင်းပဲတူတူပဲနော်ဈေးတက်တာတွေအကုန်လုံးပါ